ပေးစင်နေတယ်လို့လည်းနေလေတန်း ငါအဲ့သဘောနဲ့ပြောတာမဟုတ်ပါဘူးနေ့စိတ်ထဲမှာဘာမှမရှိဘူးဆိုလဲငါသိရဲ့ဒါပေမဲ့ယောက်ျားလေးချင်းကြီးကဘလို့စိတ်နဲ့ပြောရဲဆိုတော့ငါသိရဲ့သူရဲ့ ကျောင်းရင်နေတော့လိုက်တော့နော်နင်းနဲ့ငါတငယ်ချင်းမို့တီးခံနေတာတခြားသူသားဆိုဒီနေ့မှငါပါဆွဲရတယ်သိလားဘာမှမသိဘူး ကျူရေကျူခဏလေးပါခဏလေး ကျောင်းရင်နေဆက်လိုက်မလားနဲ့နော်ဆက်လိုက်လာငါနေလုံးမိလိုက်ပဲ အေးပါနင်လို့ရင်လည်းငါငင်းခံမဲကောင်းပါခဏလေးပဲငါပြောရလေခဏလေးပဲနားထောင် ဘာလဲဟာဘာလဲပြောမျက်မှောက်ဆိုနေနေပြောအိမ်တနောက်ကျငါမြန်စုခန်းပြအောင်မယ် နားထောင်နင်ဟိုတနေ့က Facebook မှာ share ထားတယ်လေ ဟာရှယ်ထားလို့လေ မြန်မာရွှေကနေပြီးတော့ဂျပန်လက်ပတ်လေးလိုချင်တယ်ဆိုပြီး share ထားတယ်ငါတွေးလို့အဲ့ဒါငါနင့်တော့ဒီမှာ တော့ဘာတော့မြူးစင်မဘူးမပြောချင်ရင်ပြောပြီးမှလမ်းချော့နေ မနေ့ကငါနင့်ကိုပြောချင်လို့ပြောတာမဟုတ်ပါဘူးဖြူရဲ့ တော့ဘာပြီးရရလဲပြီးပါစေရောငါယူချင်လို့ယူရတာမဟုတ်ဘူးနော်ဒါမဲ့ငါမြန်မာရွှေဖမ်းမှုယူသားပေးလိုက်မယ် အေး ဒီငါနောက်ကိုဆက်လိုက်မလားနဲ့နော်ဒီမှာပဲနေခဲ့ ဖြူရဲ့ဖြူ အဲ့ဆိုမနေ့ပြန်ဈေးထွက်ရင်ကိုယ့်အတွက်ပန်းကြီးချန်တာပြောနော် ဟုတ်ကဲ့ပါလို့ချင်တယ်နော် ကဲအဲ့ဆိုကိုပြန်တော့မယ်ဒီနော် ဟုတ်ကိုဟုတ် နောက်မှ နော် ဟုတ်ပြီ အကောင်ဖလာလို့ပဲ အော်နေရလဲဒီနေ့အမေနေမကောင်းလို့ငါပန်းရမထပ်ဘူးလေအဲ့ဒါပန်းလို့ကျွန်တော်အိမ်ကိုလာဝဲတာပါ ဈေးထဲမှာပန်းတဲ့တွေအများကြီးပါဟာနေ့ကြမှာတကူတကလာပြီးအိမ်ထိလာဝယ်ရတယ်လေ နေရလဲကြက်ကြက်ဖက်ဖက်စိတ်ဆိုးနေပဲမြေခုအောင်ငါတို့ကဘာဖြစ်နေလို့လဲ ဟောဖြစ်လို့ရမလားငါအကြောင်းသိသွားမှာပေါ့